တခုလက်အမျိုးသားတွေကိုလက်တွဲဖော်ပြရွေးချယ်ခဲ့ကြတဲ့မင်းသမီးလေးဦးနံပါတ်1ခင်လေးတွေကအသက်39နှစ်အရွယ်အကျအပြိုကြီးဘွားနဲ့သားနေခဲ့တာပါလက်မထက်တော့ဘူးလို့ရွေးထားတဲ့အချိန်မှာငယ်တငယ်ချင်းဖြစ်သူနဲ့ပြန်ဆောင်ခဲ့ပါတယ်ငယ်တုန်းကစိတ်ဝင်စားခဲ့တဲ့ငယ်တငယ်ချင်းကသူမနဲ့တွေ့တဲ့အချိန်မှာတခုလည်းဖြစ်နေပါပြီလက်ထပ်ဖို့ခွင့်တောင်းလာတဲ့အချိန်မှာခင်လေးတွေက39နှစ်လုံးအရွယ်ကောင်းရာကနေတခုလက်အမျိုးသားနဲ့လက်ထပ်ဖို့အတွက်ကိုအချိန်ကြာကြီးစဉ်းစားခဲ့ပါတယ်သူငယ်ချင်းတွေကလည်းအိမ်တောင်ပြုတယ်ဆိုတာနောက်ကျောင်းနေနဲ့မဆိုင်ပဲလက်ရှိနှစ်ဦးသားချစ်နေဖို့သာအဓိကလို့တိုက်တွန်းကြတဲ့အတွက်ခင်လေးတွေကအမျိုးသားဖြစ်သူနဲ့လက်ထပ်ဖြစ်လိုက်တာပါခင်ပွန်းပြတ်သူကကျွန်းပိုင်ရှင်တတိကြီးဖြစ်တယ်လို့သူမကလည်းပြောရှင်းအောင်ထားပေးနိုင်ပါတယ်လက်ထပ်ပေးတာနှစ်ကြာပြီဆိုပေမဲ့အခုချိန်ထိကလေးမျိုးသေးပဲစီးပွားရေးလုပ်ငန်းကိုသာတက်ညီလက်ညီလုပ်နေကြတာဖြစ်ပါတယ်နံပါတ်1ခေဆက်တွင်ကလည်းတခါမှအိမ်တော်မကြဘူးတဲ့လက်ထက်တဲ့အချိန်မှာတခွလက်အမျိုးသားကိုသာရွေးချယ်ခဲ့ပါတယ်ခင်ပွန်းပြတ်သူကတခွလက်ဖြစ်ပေမဲ့သူမပေါ်မှာအရန်ကိုချစ်ပေးတာပါဒါကြောင့်မို့ခေဆက်တွင်ကခင်ပွန်းပြတ်သူကိုအောင်ဖြိုးသူကိုလက်တွဲဖို့ဖြစ်ချစ်သူတတန်တနည်းမှရွေးချယ်လိုက်တာပါတကယ်လက်ထပ်ပေးတဲ့အချိန်မှာလေသူမရဲ့ရွေးချယ်မှုကမမှန်ယွန်ခဲ့ပါဘူးအခုဆိုရင်သားလေးတယောက်လေးရှိနေပြီဖြစ်တယ်လို့ဘွားကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်တန်းနေကြတာပါခေဆက်တွင်ကမင်းသမီးလှုပ်ထုံးကားဆိုလေစားနောက်ကပျော်ပျော်ရွှင်ရွှင်သာနေတတ်တာပါခင်ပွန်းပြတ်သူကလေခေဆက်တွင်နဲ့အတူတူလိုက်ပြီးစားနောက်နိုင်တယ်လို့အချင်းစရိုက်တွေကအစားအတူကြတာပါနံပါတ်3ပိုးကြပြိုခင်ကအောင်မြင်နေတဲ့မင်းသမီးဆိုတဲ့ဘွားကိုလေကလေး3ယောက်အဖေအကိုကျွန်းကိုတတိရှိနဲ့လက်ထပ်ခဲ့တာပါအကိုကျွန်းကဇနီးဖြစ်သူဆုံးပြီးကလေး3ယောက်နဲ့ဖြစ်နေချိန်မှာပိုးကြပြိုကင်ကိုရွှေပိတ်သားခြင်းတွေနဲ့တင်ထောင်ခဲ့တာပါအခုဆိုရင်ပိုးကြပြိုကင်တို့ဇနီးမောင်နှံကကလေး9ယောက်မိဘတွေဖြစ်နေတော့မှာပါဒုတိယကလေးကလည်းမကြခင်မွေးတော့မှာဖြစ်တဲ့အတွက်မိသားစုဘွားလေးကပိုးပြီးမြိုင်ဆိုင်တော့မှာပါလက်ထပ်ပြည့်တဲ့အချိန်မှာအကိုကျွန်းရဲ့စီးစိမ်တွေကိုပိုးကြပြိုကင်ကခံခွဲကစိန်ရွှေရတနာဆိုင်ဖွင့်ကအောင်မြင်နေပါပြီနံပါတ်4ဆိုမြနနာရဲ့ဒုတိယအိမ်တောင်ဖြစ်တဲ့ဆိုသူဟာအိမ်တောင်ရှိသလိုကလေးလေးရှိပါတယ်အစင်မပြေလို့လမ်းခွဲထားချိန်မှာဆိုမြနနာနဲ့ဖူးစာဆုံးကဘဝတစ်ခုကိုထူထောင်လိုက်ကြတာပါဆိုမြနနာနဲ့ဆိုသူကလက်ထပ်ပြီးချိန်မှာကလေးလေးမယူတော့ပါဘူးဆိုမြနနာကပထမအိမ်တောင်နဲ့ရတဲ့သားလေးမြတ်တော်မောင်ကိုသူတို့နဲ့အတူခေါ်ထားတာပါမြတ်တော်မောင်ကနိုင်ငံခြားမှာကျောင်းတက်ချိန်မှာလေဆိုမြနနာနဲ့ဆိုသူတို့ကနိုင်ငံခြားမှာအတူလိုက်နေပြီးကြတာပါဆိုသူဟာမြတ်တော်မောင်ကိုဖခင်အရင်တပွဲပြုစုဆောင်ရှောက်ပေးတာပါဆိုမျက်နှာကကြွကြဲဆိုသူကအားငယ်တိုင်းအမြဲတမ်းဖေးမပေးနိုင်တဲ့လက်တွဲဖို့ကောင်းလို့ထုတ်ပြောကကျေးဇူးတင်နေတတ်တာပါဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းပရိသတ်တွေအတွက်စိတ်ဝင်စားဖွယ်ရာအနုပညာရှင်သတင်းကြောင်းများကိုချိန်နေပြင်းညတင်ဆက်ပေးဦးမှာဖြစ်လို့အတိတ်တော်ဗီဒီယိုတင်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနာချက်ပေးခေါင်းလေးကိုလည်းနေထားပေးကြပါအောင်ရှင်အဆုံးထိအားပေးကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်